Michael Carrick ကစွမ်းဆောင်ရည်မြင့်တဲ့နီးပြဖြစ်တယ်ဆိုတာကြိုသိခဲ့တဲ့ Bruno Fernandes မန်ယူသင်းကောင်းဆောင် Bruno Fernandes က Michael Carrick ဟာစွမ်းဆောင်ရည်မြင့်တဲ့နီးပြဖြစ်တယ်ဆိုတာကိုကြိုသိခဲ့ပြီးဖြစ်တယ်လို့ပြောခဲ့ပါတယ်။ Bruno Fernandes ကမန်ယူကိုယာယီနီးပြအနေနဲ့ပထမအကြိမ်ကင်ကလေးက Michael Carrick ရဲ့အသင်းနဲ့ကစားသမားတွေပေါ်စီမံညွှန်ကြားပုံတွေကစွမ်းဆောင်ရည်မြင့်တဲ့နီးပြဆိုတာကိုပြသတယ်လို့ဖြစ်ခဲ့ပြီးဖြစ်တယ်လို့ပြောကြားခဲ့တာပါ။ Bruno Fernandes က Michael Carrick ဟာယာယီနီးပြအနေနဲ့ပထမတစ်ကြိမ်အသင်းကိုကင်နှုန်းက3ပွဲမှာ2ပွဲနိုင်1ပွဲတည်ရအောင်စွမ်းဆောင်ပြခဲ့ပါတယ်။အဲဒီ3ပွဲမှာသူတာဝန်ယူခဲ့တော့ကလေးကကစားသမားတွေရဲ့အားသာချက်ကိုဘယ်လိုအသုံးချမယ်အသင်းမှာလိုအပ်တာပါဖြစ်တယ်ဆိုတာကိုတေးသေးချာချာသိရဲဆိုတာကိုကျွန်တော်နားလည်ခဲ့ပါတယ်။အဲ့ဒီချိန်ကလေးကသူဟာစွမ်းဆောင်ရည်မြင့်တဲ့နီးပြဆိုတာသိတာခဲ့ပါတယ်။အခုတကြော့ပြန်ရောက်လာချိန်မှာလဲကွင်းထဲမှာကစားသမားကိုအခုတကြော့ပြန်ရောက်လာချိန်မှာလဲကွင်းထဲမှာကစားသမားတိုင်းကိုသူတို့ရဲ့အားသာချက်တွေနဲ့လွတ်လွတ်လပ်လပ်ကစားနိုင်အောင်စီမံပေးခဲ့ပါတယ်။ဒါဟာ၄ပွဲကင်တွယ်ခဲ့ချိန်မှာ၄ပွဲလုံးအနိုင်ရစေတဲ့ရိုးရှင်းတဲ့အချက်ဖြစ်ပါတယ်လို့ပြောကြားခဲ့တာပါ။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kickoff Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။